ဈေးတစ်ခါလေးကြော်ညာပေးလိုက်တော့ခဏလေးကြော်ညာပေးလိုက်လို့ရှိုင်းနေတယ်တော့ဒါလေးကပေါ့နော်ကျွန်တော်တို့ဘတ်250ပေါ့နော်ဘတ်250ပါဟိုဒါ350အ250ဆိုတော့ sorry အောက်ဈေးနဲ့ဟုတ်တယ်နော်ဒါ250လူမဲသူတွေနော်ဒါ150ပေါ့နော်ဒီကဒါလေးလူချစ်တို့ရေလူမဲသူတွေနော်ဘာမှမပြောဘဲနဲ့ပန်း250ချစ်တို့ရေပန်းလေးတွေလူမဲသူတွေနော်လက်ချမီမယ်တော့မှာပန်းလေးတွေလူမဲ့သူတွေအဲ့လိုပြောနေတယ်နေရာလေဒါ250လို့ဘာပြောလို့ပြောမှမသိဘူးပန်းဒီကလူမယ်ဆိုရင်ဒါလေးက250ပေါ့နော်ကျွန်တော်ပန်းလူမဲ့ဓမ္မမိတ်ဆွေတွေပေါ့နော်250ဒါကတော့150ပေါ့နော်အတိကတော့ဒါလေးကိုမြင်ရလေးလူပေးတယ်ပေါ့ဒါနဲ့ဒါပိုတင့်တယ်လို့ခံစားရလို့ပေါ့နော်ပန်းလေးလှလေးလှတယ်ပြည့်လေးပြည့်စုံနေပေါ့နော်တည်တည်စားလေးထိုးထားပြတဲ့ဖြစ်တဲ့အတွက်ကြောင့်တော့ပန်းကိုက်မယ်ဆိုရင်ကျွန်တော်အမျိုးမျိုးဆိုဒီထက်ကြည့်တာလေးကတ်လို့ရတယ်အိုရာမှာလို့ရတယ်အကြီးကြီးလေးမှာလို့ရတယ်ပေါ့နော်ဒီမှာကျတတိတွေလေးကတ်လို့ရတယ်တတိတွေလေးရှိရပေါ့နော်ကျွန်တော်တို့လေအဲ့တော့တဲတို့ရေတချို့ဓမ္မမိတ်ဆွေတွေကပေါ့နော်1000မဲလမ်းလူတာမျိုးတွေရှိတယ်ပေါ့နော်1000ဆိုလို့ရှိရင်ဆရာတို့ပန်းပိုးတောင်မရဘူးပေါ့နော်ဆိုင်ငယ်ကတော့မရဘူးပေါ့ဆိုင်ငယ်ကတော့မှဟိုလောက်ရှိတယ်9000လောက်ရှိတယ်ပေါ့နော်ဆိုင်ငယ်ကတော့ဆိုင်ငယ်ဒီယိုလာတဲ့ဆိုင်ငယ်ကပေါ့နော်ဒီယိုလာတဲ့ဆိုင်ငယ်ကတော့9000လောက်ရှိတယ်ပေါ့နော်အဲ့တော့လူမယ်ဆိုလို့ရှိရင်ဒါလူလို့ရတယ်ပန်းကြီးကိုကဒါမြန်မာငွေနဲ့တွက်မယ်ဆိုလို့ရှိရင်ပန်းကြီးကိုကလောက်ရှိတော့350ဆိုတော့3000ခွဲအနည်းဆုံးကဘယ်လောက်အစား3000ခွဲကနေစမှာပေါ့နော်ကတ်မဲ့သူတွေ3000ခွဲလောက်ကနေစမှာချစ်လို့ရင်နော်လူမဲ့ကတ်မဲ့သူတွေပေါ့နော်ဆရာဆဝန်အင်္ဂါနေတိုင်းလာတယ်ပေါ့နော်3000ခွဲလောက်ကနေစမှာပေါ့နော်3000ခွဲလောက်ကနေစမှာသူကအသေးကတော့ဒီဘက်ကလူလို့ရတယ်ပေါ့နော်ဒါအသေးလူလို့ရတယ်ဒါအသေးလူလို့ရတယ်ပေါ့နော်အသေးက2000ခွဲလာဟမ်မြန်မာလိုပြောတာဒါဆိုဒီအသေးကကျ2000ခွဲပေါ့နော်ဒီမှာလည်းအများကြီးရှိရပေါ့နော်ဒီဘက်မှာလည်းကြိုက်တာလို့ရတယ်ပြီးလို့ရှိရင် accessory တွေလည်းလူလို့ရတယ်ပေါ့နော် accessory တွေလည်းလူလို့ရတယ်ဒီမှာ accessory တွေနော်ကြိုက်တဲ့ accessory တွေလူလို့ရတယ်နော် accessory တွေလည်းလူလို့ရတယ်နော်မဲတော့လက်ချမီကို accessory တွေလည်းလူလို့ရတယ်နော်ကဲအဲ့တော့နှစ်ပွဲလားနေ့ထဲမှာမရှိဘူးလားရှိတယ်ပြီးတယ်အကုန်ဝိုင်းလားခဏထွက်မှာဆိုကဲခဏထွက်မယ်နော်ငွေချေမလို့ခဏထွက်မယ်အဲ့တော့တချို့ချစ်တွေပေါ့နော်တချို့ဓမ္မမိတ်ဆွေတွေက1000နဲ့ပဲလမ်းလူတယ်ပေါ့နော်1000နဲ့ဆိုရင်ဆရာတို့ပန်းပိုးတောင်မရဘူးပေါ့နော်ပန်းပိုးတောင်မရဘူးလို့နော်မြန်မာငွေဈေးကတအားထိုးကြနေတဲ့အတွက်ပန်းပိုးတောင်မရပါဘူးလို့နော်အဲ့ဒါလေးကိုလည်းထပ်လောင်းပြောချင်ပါတယ်နော်တချို့လူနေတဲ့သူတွေရှိရပေါ့နော်ဆရာကြီးလှူပေးပါဆိုပြီးတော့ပေါ့နော်ဆရာရဲ့ညံပူစော်ကဘတ်300ရှိရပေါ့နော်ဘတ်300ဆိုရင်4000နီးပါးရှိရပေါ့နော်ဆရာကိုစားဆူတောင်းပေးတာပေါ့နော်ဆရာဆဝန်ကိုစားဆူတောင်းပေးတာပါမြဝတီရရွှေဆိုင်ဆိုလို့ရှိရင်မြဝတီရရွှေဆိုင်ဆိုလို့ရှိရင်အမြဲတမ်းအပတ်တိုင်းလှူတယ်ပေါ့နော်ခပ်ပွန်ခါအဲ့တော့ဆရာတို့မြဝတီရရွှေဆိုင်ဆိုလို့ရှိရင်သူအပတ်တိုင်းလှူတယ်ပေါ့နော်အင်္ဂါနေ့အပတ်တိုင်းလှူတယ်မြဝတီရရွှေဆိုင်ဆိုလို့ရှိရင်အဲ့တော့ဆရာဆန်းဝင်းရဲ့ညံပူစော်ကဘတ်300ရှိရပေါ့နော်ဘတ်300ဆိုရင်မြန်မာငွေနဲ့4000ရှိရပေါ့နော်အဲ့လူများနေရနော်ခဏဆောင်မယ်ကဲလူများနေပါတယ်ခဏဆောင်လိုက်ပါမယ်နော်အဲ့တော့ဓမ္မမိတ်ဆွေတွေပေါ့နော်တခုရှိရပေါ့နော်ဆရာကြီးကျွန်မ1000 2000ပဲတက်နိုင်တယ်ဆိုလို့ရှိရင်တော့ဆရာဆန်းဝင်းကအိမ်မှာလူပေးမယ်ပေါ့နော်ဆရာဓာတ်နန်းမှာလည်းကိုဘွားပင့်ထားတယ်ပေါ့နော်ဆရာဆန်းဝင်းရဲ့ဓာတ်နန်းမှာလည်းကိုဘွားပင့်ဆောင်ထားတဲ့အတွက်ပေါ့နော်တကယ်လို့1000 2000ပဲလူနိုင်တယ်ဆရာကြီးဆိုလို့ရှိရင်တော့ဆရာဓာတ်နန်းဆရာရဲ့အိမ်ကဓာတ်နန်းမှာပူဇော်ပေးမယ်ပေါ့နော်ဒီမှာကျတော့သူ့တပ်ပတ်ချက်တွေရှိရပေါ့နော်ဆရာဆန်းဝင်းရဲ့ညံပူစော်ကကိုစားဆူတောင်းခညံပူစော်ကဘတ်300ယူတယ်ပန်းပိုးကကျတော့အနည်းဆုံး2000ခွဲကနေစတာပေါ့နော်ပန်းပိုးကကျတော့ပေါ့နော်ကဲလူများနေလို့ခဏစောင့်နေရပါနော်ဆရာလူများနေတော့ခဏစောင့်နေတာပါကဲလူရစုတာတောင်းကြတော့နော်လူရစုတောင်းကြပါတော့လူရစုတောင်းကြပါတော့ချစ်တို့ရေလူရဲစုတောင်းကြပါတော့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 နော်
လိုတဲ့စုကိုတောင်းကြပါတော့လိုတဲ့စုကိုတောင်းကြပါတော့နော်အဲ့တော့ဆရာပြောချင်တာ1000 2000နဲ့ဘာမှလုပ်လို့မရဘူးနော်ထိုင်းနိုင်ငံမှာမြန်မာငွေ1000 2000နဲ့ဘာမှလုပ်လို့မရပါဘူးနော်ထိုင်းနိုင်ငံမှာမြန်မာငွေ1000 2000နဲ့ဘာမှလုပ်လို့မရပါဘူးနော်အဲ့ဒါကိုမေတ္တာရက်ခံအပ်ပါတယ်နော်ဆရာကိုဆိုင်ဝမ်ရွှေမြန်မာတွေကိုမေတ္တာရက်ခံအပ်ပါတယ်နော်ထိုင်းနိုင်ငံတော်ကြီးမှာပတ်စံ1000 2000နဲ့မြန်မာငွေ1000 2000နဲ့ဘာမှလုပ်လို့မရပါဘူးနော်ဆုတောင်းကြပါကဲအားလုံးပဲခြေတွေပေါက်ချဲတွေပေါက်စီးပွားရေးလာပါတွေတိုးတက်ပြီးတော့ကျန်းမာရေးတွေကောင်းပြီးတော့မှအများဆုံးတိုးတက်ကြီးပွားကြပါစေနော်အားလုံးပေါ့နော်ခုနှစ်ရက်သားသမီးများအားလုံးကြီးပွားကြပါစေကျန်းမာကြပါစေချမ်းသာကြပါစေနော်လူများနေလို့ခဏစောင့်နေတာနော်လူများနေလို့ခဏစောင့်နေပါတယ်ဒါမြောက်ဝတီရရွှေဆိုင်ရဆိုရင်အမြဲတမ်းအပတ်တိုင်းလှူတယ်ပေါ့နော်ရမ်းချီကျူးပါတယ်လို့နော်မြောက်ဝတီရရွှေဆိုင်ရဆိုရင်အပတ်တိုင်းလှူပါတယ်နော်ရမ်းချီကျူးပါတယ်နိုင်လားပေါင်လေးတင်လိုက်ပါလားကဲဒီနေ့ကတော့လာတဲ့သူများနေပါတယ်ကတ်တဲ့သူများနေပါတယ်နော်ကဲဆုတောင်းကြပါလိုတော့ဆုတစ်ခုပဲတောင်းပါနော်ဆုတစ်ခုပဲတောင်းပါနော်ဆုတစ်ခုပဲတောင်းပါချစ်တို့ရေဆုတစ်ခုပဲတောင်းပါနော်ဆုတစ်ခုတည်းပဲတောင်းပါအရန်ပြည့်တယ်နော်ဆုတောင်းအရန်ပြည့်တယ်နော်ဆုတစ်ခုတည်းပဲတောင်းကြပါချစ်တို့ရေဆုတစ်ခုတည်းပဲတောင်းကြပါအရန်ပြည့်ပါတယ်ဆုတောင်းအရန်ပြည့်ပါတယ်နော်ဆုတောင်းအရန်ပြည့်ပါတယ်ဆုတောင်းအရန်ပြည့်ပါတယ်အခုဒီ live မှာတွေ့တဲ့သူများဒီ live ကို share သွားပါလိုရာစုကိုတောင်းပြီးတော့ like ကို share သွားပါနော်လိုတဲ့စုကိုတောင်းပြီးတော့မှ like ကို share သွားပါလိုတဲ့စုကိုတောင်းပြီးတော့မှ like ကို share သွားပါနော်လိုတဲ့စုကိုတောင်းပြီး like ကို share သွားပါလိုတဲ့စုကိုတောင်းပြီးတော့ like ကို share သွားပါနော်လိုတဲ့စုကိုတောင်းပြီးတော့မှ like ကို share သွားပါလိုတဲ့စုကိုတောင်းပြီး like ကို share သွားပါလိုတဲ့စုကိုတောင်းပြီးတော့မှ like ကို share သွားပါနော်တက်ကူပါအောင်တက်ကိုကူပါနော်အောင်တက်ကိုကူသွားပါအောင်တက်ကိုကူသွားပါလိုတဲ့စုကိုဆုတောင်းပါအောင်တက်ကိုကူသွားပါနော်လိုတဲ့စုကိုဆုတောင်းသွားပါအောင်တက်ကိုကူသွားပါနော်အောင်တက်ကူသွားပါနော်လိုတဲ့စုကိုဆုတောင်းသွားပါအောင်တက်ကူပြီး share သွားပါနော်အောင်တက်ကူပြီး share သွားပါလိုတဲ့စုကိုတောင်းသွားပါအောင်တက်ကူပြီး share သွားပါလိုတဲ့စုကိုတောင်းသွားပါအောင်တက်ကူပြီး share သွားပါနော်ဆရာအင်္ဂါနေ့တိုင်းဆုတောင်းပါတယ်နော်ဆရာကအင်္ဂါနေ့တိုင်းအစီအစဉ်ရှိပါတယ်နော်ဆုတောင်းဒိဋ္ဌံခြင်းတဲ့သူတွေပြီးတော့ပုဂ္ဂိုလ်ပေါ့နော်မေတော်ရဲ့ပုဂ္ဂိုလ်မှာခြင်းတဲ့သူတွေလည်းရတယ်နော်မှာလို့ရတယ်နော်မေတော်ရဲ့ပုဂ္ဂိုလ်ရုပ်ထုကတော့ဘတ်9000ပါနော်ဘတ်9000ပါဒီပုံစံတော့မဟုတ်ဘူးပေါ့နော်ပုံစံဒီဇိုင်းကတော့ကွဲသွားမယ်ပေါ့နော်မေတော်ရဲ့ပုဂ္ဂိုလ်ရုပ်ထုကိုမှာခြင်းတဲ့သူတွေလည်းမှာလို့ရပါတယ်ဘတ်9000ပါနော်လူအများများနေတဲ့အတွက်ဆရာဘာကားနဲ့မှာသွားရိုက်ပြလိုက်။အော်ရှိတာပဲ။ဒီဘက်မှာလည်းလူရှိတာပဲ။ဒီနေ့လူအများပြည့်နေပါတယ်လူအများပြည့်နေပါတယ်။ကျေးဇူးတင်ပါတယ်ချိုလေးရေချမ်းသာပါပြီချိုလေးချမ်းသာပါပြီချိုလေးချမ်းသာပါပြီလူအင်ဆန္ဒတစ်လုံးတစ်ဝပြည့်စုံပါပြီလူအင်ဆန္ဒတစ်လုံးတစ်ဝပြည့်စုံပါပြီလူအင်ဆန္ဒတစ်လုံးတစ်ဝပြည့်စုံပါပြီလူအင်ဆန္ဒတစ်လုံးတစ်ဝနဲ့ပြည့်စုံပါပြီလူအင်ဆန္ဒတစ်လုံးတစ်ဝနဲ့ပြည့်စုံပါပြီလူအင်ဆန္ဒတစ်လုံးတစ်ဝနဲ့ပြည့်စုံပါပြီနော်လူအင်ဆန္ဒတစ်လုံးတစ်ဝနဲ့ပြည့်စုံပါပြီ share သွားပါနော်ကဲမြင်တာနဲ့လိုရက်စုတောင်းပြီး share သွားပါလိုတဲ့စုတောင်းပြီး share သွားပါနော်လိုတဲ့စုတောင်းပြီး share သွားပါလိုတဲ့စုတောင်းပြီး share သွားပါနော်လိုတဲ့စုတောင်းပြီးတော့မှ share သွားပါလိုတဲ့စုတောင်းပြီး share သွားပါနော်ပန်းပိုးကဆရာတို့အနည်းဆုံး2000ခွဲ3000ခွဲရှိပါတယ်နော်ပန်းပိုးက2000ခွဲ3000ခွဲရှိပါတယ်နော်ပန်းပိုးက2000ခွဲ3000ခွဲရှိပါတယ်နော်ပန်းပိုးက1000 2000နဲ့မရပါဘူးနော်ထိုင်းနိုင်ငံမှာမြန်မာငွေ1000 2000ဘာမှလုပ်လို့မရပါဘူးနော်ထိုင်းနိုင်ငံမှာမြန်မာငွေ1000 2000ဘာမှလုပ်လို့မရပါဘူးနော်
ဒီနေ့ကလူရမ်းများနေပါရဲ့ပေါ့နော်လူရမ်းများနေရပေါ့နော်ဒီနေ့ကတဲ့လိုရာစုပြီးတော့လိုရာစုတောင်းပြီးတော့ share သွားပါလိုရာစုတောင်းပြီး share သွားပါလိုရာစုတောင်းပြီး share သွားပါနော်တက်ကူပါအောင်တက်ကိုကူပါအောင်တက်ကိုကူပါအောင်တက်ကိုကူပါလိုရာစုတောင်းပြီး share သွားပါအောင်တက်ကိုကူပါလေတော့အောင်တက်ကိုကူပါလေလိုရာစုတောင်းပြီး share သွားပါလိုရာစုတောင်းပြီးတော့ share သွားပါနော်လိုရာစုတောင်းပြီးတော့ share သွားပါ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 လိုရာစုတောင်းဒိဋ္ဌံပါလိုရာစုတောင်းဒိဋ္ဌံပါနော်လိုရာစုတောင်းဒိဋ္ဌံပါစိတ်ရည်ဒီလေးချမ်းသာပါပြီ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 တက်တော့စောင့်Okay. Look. Di ba mo? Kaya na. Magsasaw. Sige. Mali. Phone nhìn dây lại nữa phone nhìn dây lại nên phone này phải dây lại phone á
ဒါကြောင့်တောက်ယူပြီးတော့တောက်ထောက်ပါလိုက်ပြီးသွားတယ်ဘယ်ကိုယူရလဲเป็นนักเป็นเลยเป็นอะไร ပတ်တယ်လေတော့မဆိုးတော့နေလားရမ်းလားရမ်းgrow မလား grow မလားကဲဆုတောင်းကြပါဆုတောင်းကြပါနော်လိုရာဆုတစ်ခုတောင်းပြီးတော့ share သွားပါတက်ကူပါနော်အောင်တက်ကူကူပါနော်လိုရာဆုတစ်ခုတောင်းပြီးတော့အောင်တက်ကူကူသွားပါလေလိုရာဆုတစ်ခုတောင်းပြီးတော့မှအောင်တက်ကူကူသွားပါလေလိုရာဆုတစ်ခုတောင်းပြီးတော့မှအောင်တက်ကူကူသွားပါလေတိတိတတာဆန္ဒတွေပြည့်ပါစေတိတိတတာဆန္ဒတွေပြည့်ကြပါစေတိတိတတာအောင်တက်တွေပိုင်ဆိုင်ကြပါစေတိတိတတာအောင်တက်တွေပိုင်ဆိုင်ကြပါစေကိုနေရသားသမီးရဲ့ဒုက္ခတွေကိုကယ်တင်ပေးပါကိုနေရသားသမီးရဲ့ဒုက္ခတွေကိုကယ်တင်ပေးပါကိုနေရသားသမီးရဲ့အပူဒုက္ခတွေကိုကယ်တင်ပေးပါကိုနေရသားသမီးရဲ့အပူဒုက္ခတွေကိုကယ်တင်ပေးပါကိုနေရသားသမီးရဲ့အပူဒုက္ခတွေကိုကယ်တင်ပေးပါကိုနေရသားသမီးရဲ့အပူဒုက္ခတွေကိုကယ်တင်ပေးပါကိုနေရသားသမီးရဲ့လိုအင်ဆန္ဒတွေကိုကယ်တင်ပေးသနာတော်မူပါကိုနေရသားသမီးရဲ့လိုအင်ဆန္ဒတွေကိုကယ်တင်ပေးသနာတော်မူပါထီဆိုးကြီးတွေပေါက်ကြပါစေเนาะကျွန်တော်တို့ဒီ23ရက်နေ့เนาะ23ရက်နေ့မှာစင်ကာပူတော်တော်ထပ်မယ်ပေါ့เนาะစင်ကာပူတော်တော်ထပ်မယ်ဒီတစ်ခေါက်စုကြီးငွေက2.5 မီလီယံဆိုရင်သိန်းပေါင်း7000ကျော်ရမယ်ပေါ့เนาะသိန်း7000ကျော်ရပါမယ်သိန်း7000ကျော်ရပါမယ်အဲကြောင့်တော့ထီဆိုးကြီးပေါက်အောင်ဆုတောင်းကြပါเนาะထီဆိုးကြီးပေါက်အောင်ဆုတောင်းကြပါထီဆိုးကြီးပေါက်အောင်ဆုတောင်းပါเนาะဒီ23ရက်နေ့ထွက်မဲ့ပေါ့နော်23ရက်နေ့ထွက်မဲ့စင်ကာပူ23ရက်နေ့ထွက်မဲ့စင်ကာပူတော်တော်ပေါ့နော်23ရက်နေ့ထွက်မဲ့စင်ကာပူတော်တော်စိုးကြီးပေါအောင်တောင်းကြပါ23ရက်နေ့စင်ကာပူတော်တော်နော်စင်ကာပူတော်တော်ထွက်မဲ့ထီကိုစုတောင်းကြပါထီစိုးကြီးတွေပေါက်ကြပါစေထီစိုးကြီးတွေပေါက်ကြပါစေထီစိုးကြီးတွေပေါက်ကြပါစေအကျွေးရှိရင်လည်းအမြန်ချေပါစေအကျွေးရှိရင်လည်းအမြန်ချေပါစေအကျွေးရစရာရှိရင်လည်းအမြန်ရပါစေအကျွေးရစရာရှိတာတွေလည်းအမြန်ရပါစေနော်ဆုတစ်ခုပဲဆုတောင်းပါနော်တစ်ခုကိုပေါ့နော်စင်ကာပူထီစီကြီးပေါက်အောင်မဆတော်မူပါလေနော်ဆုတစ်ခုကိုပဲအဓိကဆုတောင်းပါနော်ရခွေးလောက်ချင်းလုံးနေတဲ့အလုပ်တွေအားလုံးအောင်မြင်ပါစေအောင်မြင်ပါပြီလက်ရှိလုပ်နေတဲ့အလုပ်တွေအားလုံးအောင်မြင်ပါပြီဒီနေ့ကစပြီးတော့လောက်တိုက်ကင်တိုင်းအားလုံးအရာအောင်မြင်ပါပြီနော်ဒီနေ့ကစပြီးတော့လောက်တမြကင်တမြအရာအားလုံးအောင်မြင်ပါပြီဒီနေ့ကစပြီးတော့မေတော်နဲ့စပြီးတော့တွေ့တဲ့နေ့ကစပြီးတော့လောက်တမြကင်တမြအရာအားလုံးအောင်မြင်ပါပြီနော်အင်္ဂါနေ့အပတ်စဉ်ကျွန်တော်တို့ကိုစားလာပြီးတော့ဆုတောင်းပေးတာဖြစ်ပါတယ်ကိုစားလာပြီးဆုတောင်းပေးပါဖြစ်ပါတယ်ပန်ကန်လို့ရတယ်ညပူဇော်ခတ်လေးလို့ရှိနေပေါ့နော်ညပူဇော်ခတ်လမ်းစဲလေးလို့ယူရပေါ့နော်အင်္ဂါနေ့အပတ်စဉ်ရှိပါတယ်တကယ်လို့အခုကမယ်ဆိုရင်လည်းကတ်လို့ရသေးတယ်လို့နောက်အပတ်မှဆုတောင်းပေးပါဆိုရင်လည်းစင်ရဲလာပေးထားလို့ရပါတယ်ငွေလွှဲပြီးတော့စင်ရဲကြိုတင်ပြီးတော့စင်ရဲလာပေးလို့ရပါတယ်ပေါ့နော်ထီဆိုးကြီးပေါ့အောင်ဆုတောင်းကြပါထီဆိုးကြီးပေါ့အောင်ဆုတောင်းကြပါနော်ရစရာရှိတဲ့အကျွေးတွေလေးရကြပါစေရစရာရှိတဲ့အကျွေးတွေလေးရကြပါစေနော်ပေးစရာရှိတဲ့အကျွေးတွေလေးအမြန်ပေးနိုင်ပါစေပေးစရာရှိတဲ့အကျွေးတွေလေးအမြန်ပေးနိုင်ပါစေပေးစရာရှိတဲ့အကျွေးတွေလေးဒီနေ့ကစပြီးတော့အမြန်ပေးနိုင်ပါစေလောက်တမြကြိုက်တမြဒီနေ့ကစပြီးတော့အောင်မြင်ပါစေလောက်တမြကြိုက်တမြဒီနေ့ကစပြီးတော့အောင်မြင်ပါစေလောက်တမြကြိုက်တမြဒီနေ့ကစပြီးတော့အောင်မြင်ပါစေလောက်တမြကြိုက်တမြဒီနေ့ကစပြီးတော့အောင်မြင်ပါစေလောက်တမြကြိုက်တမြဒီနေ့က
ဂျပန်တီတန်းစီပေါက်ပါစေမျိုးတော့ဆောင်းပေးပါလေပေါက်ပါစေနော်နေတိုက်ကာနော်ဂျပန်တီဆူစီတွေပေါက်ပါစေဂျပန်တီဆူစီတွေပေါက်ပါစေဂျပန်တီဆူစီတွေပေါက်ပါစေလောက်တမြကြိုက်တမြအရာအောင်လို့အောင်မြင်ပါစေလောက်တမြကြိုက်တမြအရာအောင်လို့အောင်မြင်ပါစေလောက်တမြကြိုက်တမြအရာအောင်လို့အောင်မြင်ပါစေလောက်တမြကြိုက်တမြအရာအောင်လို့ဒီနေ့ကစပြီးတော့အောင်မြင်ပါစေလောက်တမြကြိုက်တမြအရာအောင်လို့ဒီနေ့ကစပြီးတော့အောင်မြင်ပါစေလောက်တမြကြိုက်တမြဒီနေ့ကစပြီးတော့အရာအောင်လို့အောင်မြင်ပါစေလောက်တမြကြိုက်တမြဒီနေ့ကစပြီးတော့အရာအောင်လို့အောင်မြင်ပါစေ23ရက်နေ့မှာထွက်မဲ့တီဆူစီတွေပေါက်ကြပါစေ23ရက်နေ့မှာထွက်မဲ့တီဆူစီတွေပေါက်ကြပါစေ23ရက်နေ့မှာထွက်မဲ့တီဆူစီတွေပေါက်ကြပါစေတရက်နေ့မှာထွက်မဲ့စင်ကာပူတီပေါက်ကြပါစေတရက်နေ့မှာထွက်မဲ့စင်ကာပူတီတွေလည်းပေါက်ကြပါစေ2ရက်နေ့မှာထွက်မဲ့တရက်နေ့မှာထွက်မဲ့ထိုင်းတီတွေလည်းပေါက်ကြပါစေတရက်နေ့မှာထွက်မဲ့ထိုင်းတီတွေလည်းပေါက်ကြပါစေ2ရက်နေ့မှာထွက်မဲ့စင်ကာပူတီတွေလည်းပေါက်ကြပါစေ2ရက်နေ့မှာထွက်မဲ့စင်ကာပူတီတွေလည်းပေါက်ကြပါစေဒီနေ့ဒီစဉ်ကစပြီးတော့လောက်တမြကြိုက်တမြအောင်မြင်ပါစေဒီနေ့ဒီစဉ်ကစပြီးတော့လောက်တမြကြိုက်တမြတွေအောင်မြင်ပါစေဒီနေ့ကစပြီးတော့ဒီစဉ်ကစပြီးတော့လောက်တမြကြိုက်တမြအရာအားလုံးအောင်မြင်ပါစေဒီနေ့ကစပြီးတော့ဒီစဉ်ကစပြီးတော့လောက်တမြကြိုက်တမြအရာအားလုံးအောင်မြင်ပါစေဒီနေ့ကစပြီးတော့လောက်တမြကြိုက်တမြအရာအားလုံးအောင်မြင်ပါစေဒီနေ့ကစပြီးတော့လောက်တမြကြိုက်တမြအရာအားလုံးအောင်မြင်ပါစေဒီနေ့ဒီနေ့ကစပြီးတော့လောက်တမြကြိုင်တမြအရာအားလုံးအောင်မြင်ပါစေဒီနေ့ကစပြီးတော့ကိုလိုချင်တဲ့စုလေးတစ်ခုကို comment မှာမှတ်သွားပေးပါနော် comment မှာတစ်ခါလေးရေးသွားပေးပါတစ်ခါလေးစုတောင်းပေးမှဖြစ်ပါတယ် comment မှာတစ်ခါလေးမှတ်ပေးပါ comment မှာတစ်ခါလေးကိုဖြစ်စင်တာလေးကိုစုတောင်းကိုဖြစ်စင်တာလေးကိုမှတ်ပေးပါနော်တစ်ခါလေးစုတောင်းပေးပါမယ်တစ်ခါလေးစုတောင်းပေးပါမယ် comment မှာကားလေးအများဆုံးရောင်းထက်ပါစေတဲ့မေတော်ဆောင်းဆောင်းပါစေကားအများရောင်းထက်ပါစေပါနော်ပပလေးဆောင်းဆောင်းပါစေမေတော်လေးဆောင်းဆောင်းပါစေကားအများရောင်းထက်ပါစေကိုဖြစ်ချင်တဲ့ဆန္ဒတစ်ခုကိုကျွန်တော်တို့ comment မှာမှတ်ရေးခဲ့ပါနော် comment မှာမှတ်ခဲ့ပါကိုဖြစ်ချင်တဲ့ဆန္ဒတစ်ခုကို comment မှာမှတ်ခဲ့ပါကျွန်တော်တို့စတောင်းပေးပါမယ်နော် comment မှာတစ်ခါလေးမှတ်ပြီးတော့စတောင်းခဲ့ပါကိုဖြစ်ချင်တဲ့ဆန္ဒတစ်ခုလေးကို comment မှာတစ်ခါလေးချပြီးတော့စတောင်းခဲ့ပါကိုဖြစ်ချင်တဲ့ဆန္ဒတစ်ခုကို comment မှာချပြီးတော့ပေါ့နော် comment မှာတစ်ခါလေးချရေးပြီးတော့စတောင်းခဲ့ပါကိုဖြစ်ချင်တဲ့ဆန္ဒတစ်ခုကို comment မှာချပြီးတော့ရေးခဲ့ပေးပါနော်ကိုဘာလိုအပ်နေလဲကိုဘာဖြစ်ချင်တာလဲပေါ့နော်ဘာလေးစတောင်းချက်တစ်ခုပဲနော်တစ်ခုကိုပဲမှတ်ခဲ့ပါတစ်ခုရေးပြီးတော့မှတ်ခဲ့ပါကိုဖြစ်ချင်တဲ့ဆန္ဒတစ်ခုအရေးကြီးတဲ့ဆန္ဒတစ်ခုကို comment မှာမှတ်ပြီးတော့ရေးခဲ့ပေးပါ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 နော်ဒီစုစီလေးလည်းပေါက်ကြပါစေကျွန်တော်တို့ဘာလို့အမြဲတမ်းရေးနေကြဆိုကဲတိတိတတ်တာဆူတောင်းနေပြေးကြပါစေနော်我的腿碰那个。
ကဲထားဝဆူမြေဆောင်နတ်မယ်ကဲအင်ချမ်းမြေနဲ့ပတ်သက်တဲ့မိတ်ဆွေတွေနော်ဆူတောင်းကြပါအင်ချမ်းမြေနဲ့ပတ်သက်တဲ့မိတ်ဆွေတွေဆူတောင်းကြပါမြေဆောင်နတ်မယ်ပါနော်အင်ချမ်းမြေနဲ့ရောင်းထွက်ခြင်းတဲ့မိတ်ဆွေတွေအင်ချမ်းမြေအများဆုံးရောင်းထွက်ခြင်းတဲ့မိတ်ဆွေတွေအင်ချမ်းမြေအများဆုံးရောင်းထွက်ခြင်းတဲ့မိတ်ဆွေတွေမြေဆောင်နတ်မယ်ဖြစ်ပါတယ်ဆူတောင်းလို့ရပါတယ်နော်အဋ္ဌံပြုလို့ရပါတယ်အောင်သွားလို့ရှိရင်ဂရိအတိုင်းလှူရပါတယ်နော်ကိုပေးထားတဲ့ဂရိအတိုင်းဘာအောင်ရင်ဘယ်လောက်လှူပါမယ်ဘာအောင်ရင်ဘယ်လောက်လှူပါမယ်ပေါ့နော်ဆူတောင်းလိုက်ပါဘာအောင်ရင်ဘယ်လောက်လှူပါမယ်ပေါ့နော်ဘာအောင်လို့ရှိရင်ဘယ်လောက်လှူပါမယ်ဆိုပြီးဆူတောင်းလိုက်ပါနော်ဘာအောင်လို့ရှိရင်ဘယ်လောက်လှူပါမယ်ဆူတောင်းလိုက်ပါဆရာကိုစားကပ်ပေးပါတယ်နော်ကိုစားကပ်ပေးပါတယ်နော်ဆရာကိုစားကပ်ပေးပါတယ်ဆရာနော်အောင်သွားလို့ရှိရင်ဆရာကိုတော့စေတနာရှိသလိုကြောနော်ဆရာကိုတော့စေတနာရှိသလိုကြောလိုက်ပါနော်အောင်သွားလို့ရှိရင်ဘာအောင်ရင်ဘာလှူပါမယ်ဆိုပြီးတော့ဒိဋ္ဌံလိုက်ပါဘာအောင်ရင်ဘာလှူပါမယ်ဆိုပြီးဒိဋ္ဌံလိုက်ပါနော်အိမ်ချမ်းမြေနဲ့ပတ်သက်တဲ့မိတ်ဆွေတွေအိမ်ချမ်းမြေနဲ့ပတ်သက်တဲ့မိတ်ဆွေတွေအိမ်ချမ်းမြေနဲ့ပတ်သက်တဲ့မိတ်ဆွေတွေပေါ့နော်မြေဆောင်နှမင်းပေါ့နော်မြေဆောင်နှမင်းမြေဆောင်နှမင်းကိုဆူတောင်းလိုက်ပါမြေဆောင်နှမင်းကိုဆူတောင်းလိုက်ပါပေါ့နော်မြေဆောင်နှက်တပီးပေါ့နော်နှမင်းမုံနှက်တပီးမြေဆောင်နှက်တပီးကိုဆူတောင်းလိုက်ပါမြေဆောင်နှက်တပီးကိုဆူတောင်းလိုက်ပါမြေဆောင်နှက်တပီးကိုဆူတောင်းလိုက်ပါနော်အိမ်ချမ်းမြေနဲ့ပတ်သက်တဲ့ဟာတွေမြေဆောင်နှက်တပီးကိုဆူတောင်းလိုက်ပါအိမ်ချမ်းမြေနဲ့ပတ်သက်တာတွေမြေဆောင်နှက်တပီးကိုဆူတောင်းပါနော်မြေဆောင်နှက်တပီးကိုဆူတောင်းပါဒိဋ္ဌံပါနော်မြေဆောင်နှက်တပီးကိုဆူတောင်းဒိဋ္ဌံလို့ရပါတယ်နော်မြေဆောင်နှက်တပီးကိုဆူတောင်းဒိဋ္ဌံလို့ရပါတယ်မြေဆောင်နှက်တပီးကိုဆူတောင်းဒိဋ္ဌံလို့ရပါတယ်နော်ကဲဒါကတော့ဆရာတို့ထောင်းဆူပါပေါ့နော်ထောင်းဆူပါဖြစ်ပါတယ်ထောင်းဆူပါပေါ့နော်ထိုင်းကိုစောက်ရှောက်တဲ့ဘလူးနှစ်ပါးပါထိုင်းကိုစောက်ရှောက်တဲ့ဘလူးနှစ်ပါးဖြစ်ပါတယ်လိုရာဆူတောင်းကြပါနော်စီးပွားရေးနဲ့ပတ်သက်ပြီးတော့မှစောက်ရှောက်ပေးတာပါနော်စီးပွားရေးနဲ့ပတ်သက်ပြီးတော့မှအင်မတန်ကိုတကိုးကြီးတဲ့ထိုင်းကိုစောက်ရှောက်တဲ့ထားဝဆူပါဖြစ်ပါတယ်နော်ထားဝဆူပါဘလူးနှစ်ပါးဖြစ်ပါတယ်ထိုင်းကိုစောက်ရှောက်တဲ့ထားဝဆူပါဘလူးနှစ်ပါးဖြစ်ပါတယ်စီးပွားရေးနဲ့အန်ဒီရီတွေကိုအင်မတန်မှတိတိတသာကာဝယ်ပေးတဲ့ဘလူးမင်းနှစ်ပါးဖြစ်ပါတယ်နော်စီးပွားရေးနဲ့အန်ဒီရီကိုတိတိတသာကာဝယ်ပေးတဲ့ဘလူးမင်းနှစ်ပါးဖြစ်ပါတယ်စီးပွားရေးနဲ့အန်ဒီရီတွေပေါ့နော်တိတိတသာကာဝယ်ပေးတဲ့ထားဝဆူပါဘလူးနှစ်ပါးဖြစ်ပါတယ်နော်ထိုင်းကိုရောက်လို့ရှိရင်စီးပွားရေးတစ်ခုခုလုပ်တယ်ဆိုရင်ပေါ့နော်ထိုင်းမှာနေတဲ့စီးပွားရေးတစ်ခုလုပ်တယ်ဆိုလို့ရှိရင်ဒီထားဝဆူပါကိုမပူဇော်လို့မရအောင်ပေါ့နော်ထားဝဆူပန်ပိုင်တာပေါ့နော်ထိုင်းနိုင်ငံတစ်ခုလုံးကိုထားဝဆူပန်ပိုင်တာဖြစ်ပါတယ်ထိုင်းနိုင်ငံတစ်ခုလုံးကိုဒီဘလူးနှစ်ပါးကမင်းနှစ်ပါးကပိုင်တာဖြစ်တဲ့အတွက်ထိုင်းနိုင်ငံမှာစီးပွားရေးတစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်ဒီဘလူးနှစ်ပါးကိုမစုတောင်းလို့မရဘူးပေါ့နော်မစုတောင်းလို့မရဘူးပေါ့နော်အားလုံးကြည့်လိုက်ပေါ့နော်ဘန်နေဆိုရင်လည်းဒီထားဝဆူပန်ဘလူးနှစ်ပါးကိုအထွတ်မြတ်ထားတယ်ဘစ်စီမှာဆိုလည်းဘလူးနှစ်ပါးကိုအထွတ်မြတ်ထားတယ်ဘယ်နေရာမှာပဲကြည့်လိုက်ထိုင်းနိုင်ငံရဲ့လုပ်ငန်းကြီးတဲ့တကယ်အကြီးစားလုပ်ငန်းကြီးတွေကိုကြည့်လိုက်အကုန်လုံးထားဝဆူပန်ကိုအထွတ်မြတ်ထားတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီထားဝဆူပန်ကထိုင်းတနိုင်ငံလုံးကိုအုပ်ချုပ်တာပေါ့နော်အုပ်ချုပ်တာဖြစ်တဲ့အတွက်အပိုင်စားပေါ့နော်အပိုင်စားဖြစ်တဲ့အတွက်ထားဝဆူပန်ကပိတ်သိမ်းလိုက်တယ်ဆိုရှင်လုပ်ငန်းတွေစီးပွားရေးတွေကျန်းမာရေးတွေလူမှုရေးတွေအခြေရေးတွေအိမ်တော်ရေးတွေအကုန်ပြတ်စီးတာပေါ့နော်တကိုးကြီးတယ်ကျွန်တော်ကတော့လက်တွေ့ပဲနော်ကျွန်တော်ကတော့လက်တွေ့ပဲကျွန်တော်ရဲ့အတွေ့အကြုံကျွန်တော်ပြောပြမယ်ပေါ့နော်ကျွန်တော်ရဲ့အတွေ့အကြုံဆိုရှင်ကျွန်တော်ဆရာဆိုင်ဝမ်ဘယ်လိုတွေ့ကြုံရလဲဆိုတော့ဆရာဆိုင်ဝမ်လွန်ခဲ့တဲ့2024 3လပိုင်းတုန်းကဆရာဆိုင်ဝမ်ထိုင်းကိုစရောက်တယ်ထိုင်းကိုစရောက်တဲ့အချိန်မှာဆရာဆိုင်ဝမ်အကြမ်းမြင့်ပါရမီရှင်ဖြစ်တဲ့အတွက်အကြမ်းမြင့်ဟောစားတာပေါ့နော်အကြမ်းမြင့်ပါရမီရှင်ဖြစ်တဲ့အတွက်ဟောစားတဲ့နေရာမှာဘာမှမမြင်ရတော့ဘူးဆရာဆိုင်ဝမ်ဘာမှကြည့်ဟောလို့လည်းမရတော့ဘူးပြောလို့လည်းမရတော့ဘူးပညာတွေကိုအကုန်သိမ့်ပလိုက်တာပညာတွေကိုအကုန်သိမ့်ပလိုက်တာပေါ့နော်အဲ့မှာဘာဖြစ်တာလဲလို့ဆရာကိုဆိုင်ဝမ်အာယုံခံကြည့်တာပေါ့နော်ငါပညာတွေငါဟောလို့မရတော့ဘူးငါအာယုံလည်းခံလို့မရတော့ဘူးငါကြည့်လို့လည်းမရတော့ဘူးငါဘာဖြစ်တာလဲဆိုတော့မှစစ်လိုက်တဲ့အချိန်မှာဘလူးမင်းနှစ်ပါးကြွလာတာပေါ့နော်ငါတို့တင်ထားတာတဲ့ငါတို့မြို့နယ်တွေကိုတဲ့ငါတို့ပိုင်တဲ့နယ်မြေတွေကိုငါတို့ကိုခွင့်ပြုချက်မတောင်းမဲနေတယ်မင်းရတဲ့လာပြီးတော့မှဟောစားပြောစားနေတာတဲ့မင်းကဘာကောင်လဲဆိုပြီးတော့မှပညာကိုသိမ့်ပလိုက်တာဆရာဆန်းဝမ်းရဲ့ပညာကိုသိမ့်ပလိုက်တာလုပ်လို့ရတယ်နော်အဲ့ဒါပညာကိုပိတ်သိမ့်တာမဟုတ်ပိတ်ပလိုက်တာပေါ့ကျွန်တော်ရဲ့ပါရမီဒီ intuition ဒီအချားမြင်ဓာတ်ကိုပိတ်ပလိုက်တာအဲ့မှာကျွန်တော်မှလာတောင်းပန်ရတာအမျက်တော်မရှာပါနဲ့ဖေ။အမျက်တော်မရှာပါနဲ့ဖေဆိုလာတောင်းပန်ရတာပြောချင်တာဒါတွေကမယုံလို့မရအောင်စမ်းကြည့်လေမယုံရင်စိန်ခေါ်ပြီးစမ်းကြည့်လေဘာဖြစ်သွားမလဲဆိုတာထိုင်းမှာရောက်ရင်ပြောတာနော်ထိုင်းမှာလုပ်ငန်းတွေလုပ်တော့မယ်ထိုင်းမှာစီးပွားရေးတွေထောင်တော့မယ်ထိုင်းမှာတခုခုလုပ်တော့မယ်ဆိုကျွန်တော်သတိချစ်ခင်သွားတယ်ဆရာတယောက်အနေနဲ့သတိပေးတာရွှေမြန်မာတွေကိုသတိပေးတာထားဝဆူပန်ကိုမပြစ်ပယ်ထားပါနဲ့ထားဝဆူပန်ကထိုင်းကိုနိုင်ငံကိုနယ်မြေကိုပိုင်စားတာပါထိုင်းနိုင်ငံကိုအုပ်ချုပ်တာပါဒီအတွက်ကြောင့်မို့လို့
တခုခုစီးပွားရေးထောင်တော့မယ်ဆိုရှင်ဒီထားဝတ်ဆိုတာဘလူးမင်းနှစ်ပါးကိုလာရောက်ခါစားဝင်မှာအပ်ပါအနံမှာနော်အိမ်မှာလည်းပင့်ဆောင်ထားပါပြောချင်တာလေလူစီဘလူးစီဆိုတာကြားဘူးတယ်မလားကြော်လို့မရအောင်ဆရာကိုဆန်းဝမ်းတို့ကမယုံရင်စိန်ခေါ်ပြီးစမ်းကြည့်ကြည့်ဘာဖြစ်မလဲဆိုတာစိန်ခေါ်ပြီးစမ်းကြည့်ကြည့်နော်အဲ့ဒါကိုပြောချင်ပါတယ်နော်ဒီထားဝတ်ဆိုတာဘလူးနှစ်ပါးကသူကစီးပွားရေးကိုလည်းစောင့်ရှောက်ပေးတယ်ကျမ်းမာရေးအန်ဒီကိုလည်းစောင့်ရှောက်ပေးတယ်ပေါ့နော်ဘလူးမင်းနှစ်ပါးကမေတ္တာဓာတ်ကြီးမာတယ်ကာကွယ်ထားတာပေါ့ပြောမှဆိုထိုင်းတနိုင်ငံလုံးဘလူးမင်းတစ်ပါးကာကွယ်ထားတာဒါကြောင့်မလို့ကြည့်လိုက်ပေါ့နော်ထိုင်းမှာထိုင်းရဲ့ဘဏ်လုပ်ငန်းတွေမှာကြည့်လိုက် ATM ကတ်တွေမှာလည်းကြည့်လိုက် Master Visa ကတ်တွေမှာလည်းကြည့်လိုက်ပေါ့နော်ဘလူးမပိုင်မပြီးဘူးပေါ့နော်ဘစ်စီမှာဆိုလည်းဒီဘလူးကိုပဲအထွတ်မြတ်ထားပြီးတော့မှဖန်တီးထားတယ်ပေါ့နော်ဘယ်နေရာရောက်ဘယ်အိမ်ရောက်ဘယ်ရုံးရောက်သူတို့ဒီအထွတ်မြတ်ထားတယ်ပေါ့နော်ဒီဘလူးမင်းတစ်ပါးကိုအထွတ်မြတ်ထားတယ်စီးပွားတက်တယ်လို့ယုံကြည်ကြတယ်ပေါ့နော်ထိုင်းတနိုင်ငံလုံးကစီးပွားရေးနဲ့ပတ်သက်ပြီးတော့မှမဆတယ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့မှအောင်မြင်တယ်ဆိုတာကိုယုံကြည်ကြတယ်တကယ်လဲဟုတ်တာပဲတကယ်လဲအောင်မြင်တာပဲလေနော်ပြီးတော့အန်ဒီယေတွေကိုကာကွယ်ပေးတယ်ပေါ့နော်ထိလို့မရဘူးစော်ကားလို့မရဘူးအန်ဒီယေတွေကိုကာကွယ်ပေးထားတယ်ပေါ့နော်ဘလူးညီတောင်နှစ်ပါးထိုင်းတနိုင်ငံလုံးကိုအစိုးရတာပေါ့နော်ပြောမယ်ဆိုနတ်ကြီးတယ်ပေါ့နော်နတ်ကြီးတယ်ပေါ့နော်လူစီဘလူးစီပေါ့နော်အဲကြောင့်မလို့ဆူတောင်းလို့ရပါတယ်เนาะဒီထိုင်းမှာအခြေချလုပ်ငန်းလုပ်နေတဲ့စက်ရုံလုပ်သမားတွေပဲဖြစ်ဖြစ်တထေးငါးနဲ့လုပ်နေတဲ့သူတွေပဲဖြစ်ဖြစ်ကိုပိုင်စီးပွားရေးထောင်ပြီးတော့မှထိုင်းမှာအခြေချတဲ့ရွှေမြန်မာတွေအားလုံးကိုဆရာကိုဆန်းဝမ်းအကြမ်းမြင်ပါရမီရှင်ကချစ်ခင်စွာနဲ့ပေါ့နော်ဝေမျှပေးလိုက်ပါတယ်မမေ့ပါနဲ့ထိုင်းမှာစီးပွားရေးထောင်တော့မယ်ဆိုလို့ရှိရင်ထားဝတ်ဆိုတာဘလူးမင်းနှစ်ပါးကိုမမေ့ပါနဲ့ပြစ်မထားပါနဲ့เนาะတခုခုကိုအိမ်မှာစီးပွားရေးတွေကြာနေပြီပြဿနာတွေတက်နေပြီတခုခုအမားမားရွင်းနေဖြစ်နေပြီဆိုလို့ရှိရင်တခုခုအမားမားရွင်းနေဖြစ်နေပြီဆိုလို့ရှိရင်ထားဝတ်ဆိုတာဘလူးနှစ်ပါးကိုဒါဆူတောင်းချလိုက်ပါနော်ရှေးထုံးလည်းမပယ်နဲ့တဲ့ဈေးတုံးလည်းမကြွယ်နဲ့တဲ့လူကြီးတွေပြောခဲ့တဲ့စကားပေါ့နော်ဒီနေရာမှာတော့တကယ်မှန်တယ်ပေါ့နော်ရှေးထုံးလည်းမပယ်နဲ့ဈေးတုံးလည်းမကြွယ်နဲ့တဲ့ပေါ့နော်ပြောခဲ့ကြတယ်ပေါ့နော်ဒါကြောင့်မလို့မယုံရင်စမ်းကြည့်ကြည့်ပါစိတ်ခေါ်ကြည့်ကြည့်ပါနော်ရောမရောက်ရင်ရောမလိုကျင့်ရပါတယ်နော်မြန်မာရောက်ရင်မြန်မာလိုကျင့်ရပါတယ်ကာလန်ဒေတန်အခြေတင်ချိန်ခါနဲ့နေရပါတယ်အဲ့လိုမျိုးပေါ့နော်တိတာတယ်ပေါ့နော်အဲ့လိုမျိုးအရန်တိတာပါတယ်ခဏနေလေးမျက်နှာပုဂ္ဂိုလ်နဲ့အရှင်ရှိပါကိုသွားပါမယ်နော်လေးမျက်နှာပုဂ္ဂိုလ်နဲ့အရှင်ရှိပါကိုသွားပါမယ်အဲ့တော့ဆက်ဆက်ဝိုင်းမချတော့ဘူးလိုက်ကလိုင်းမချတော့မရအောင်စိုင်ကရ900အောင်ပါဟိုဖုန်းကတ်ကကုန်သွားပြီပေါ့နော်ဖုန်းကနှလုံးရှိတာဖုန်းကတ်ဟိုဘက်ဖုန်းစင်ကတ်ကကုန်သွားပြီဆိုတော့တက်တန်းကုန်သွားတာပေါ့နော်ဖုန်းစင်ကတ်မဝဲရသေးဘူးပေါ့နော်လိုက်ကတော့မချလို့မရအောင်စိုင်ကရ900အောင်ပါဆိုတော့အဲ့တော့ဟိုရောက်မှပြန်လွှင့်ပေးမယ်နော်အရှင်ရှိပါကိုရောက်မှပဲပြန်လွှင့်ပေးတော့မယ်ကဲအဲ့တော့ဆုတောင်းကြပါလိုရာဆုတောင်းပြီး share သွားပါဓာတ်ကူးပါလိုရာဆုတောင်းပြီးတော့ share သွားပါဓာတ်ကူးပါလိုရာဆုတောင်းပြီးတော့ share သွားပါဓာတ်ကူးပါเนาะဆရာကိုဆန်းဝိုင်းကတော့အပတ်စဉ်အင်္ဂါနေ့တိုင်းလာပါတယ်เนาะအပတ်စဉ်အင်္ဂါနေ့တိုင်းမပြတ်မကွက်လာရောက်ဆုတောင်းပါတယ်အိမ်ပိုင်လုပ်ငန်းပိုင်ကားပိုင်ပေါ့เนาะတခုတည်းကိုအရင်တောင်းတယ်ပေါ့เนาะတခုပြီးမှတခုတောင်းမယ်ပေါ့เนาะအိမ်ပိုင်အရင်လိုချင်တယ်အိမ်ပိုင်ကိုအရင်တောင်းတယ်ပေါ့เนาะဆရာကိုဆန်းဝိုင်းကတော့အိမ်ပိုင်ကိုအရင်ဆုံးတောင်းတယ်ပေါ့เนาะအိမ်ပိုင်သွားပြီဆိုမှကားလာမယ်ပေါ့เนาะအဲ့တော့ဆူတောင်းလိုက်အောင်မယ်ပေါ့နော်ဂျာကြီးပြောပြလိမ့်မယ်ပေါ့နော်ဖြည့်နေရလားပန်းစင်းလို့ဒီမှာပန်းလေးအဆောင်ကလို့ရတယ်เนาะကျွန်တော်တို့တတိအဆောင်လေးကလို့ရတယ်ကိုလိုမျိုးတတိအဆောင်လေးကလို့ရတယ်ဆောင်ရှိရပေါ့နော်အဆောင်ကလို့ရပါတယ်အဆောင်ရှိတယ်အဆောင်ကလို့ရပါတယ်တတိတွေလည်းရှိတယ်ပန်းတွေလည်းရှိတယ်ပန်းအတုတွေလည်းရှိတယ်ဒါလေးတွေဆိုရင်ဘတ်တရားပဲရှိတယ်ပေါ့နော်ပန်းအတုတွေပေါ့နော်ပန်းအတုတွေဘတ်တရားပဲရှိပါတယ်ဒါလေးကတော့ဈေးဘယ်လောက်လဲအင်ချမ်းမြေအတွက်ဆိုရင်တော့ပေါ့နော်ကျွန်တော်တို့ဒီမြေဆောင်နှက်ချီမှာစူတောင်းပါမြေဆောင်နှက်ချီမှာထီဆူကြီးပေါက်ပါစေတဲ့အလှကြီးပေးရပါစေကဲစစ်နေတော့ဗျ23ရက်နေ့ကိုစင်ကာပူဆွီတီထွက်ပါမယ်23ရက်နေ့ကိုစင်ကာပူဆွီတီထိုးပါမယ်လာထိုးလို့ရသေးတယ်နော်
လာထိုးလို့ရပါသေးတယ်ခင်ဗျာလာထိုးလို့ရပါသေးတယ်ခင်ဗျာ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 လာထိုးလို့ရပါသေးတယ်ခင်ဗျာဒီအဒီဆိုအသက်ဘယ်လောက်ရှိလဲ7 နာရီထိုးပြီးအစသွားကြမင်္ဂလာပါမင်္ဂလာပါကိုကဒီဟာပြီးရင်ဟိုသွားဦးမှာနော်လင်းမျက်နှာပကိုရှိရဲပြီးတော့ပါဆန်စီပါရှိကိုသွားဦးမှာပေါ့နော်ခဏနေသွားမှာခုတခါလေးသွားမှာပေါ့နော်နည်းနည်းတော့ကြာ40နိုင်ဝက်လောက်45မိနစ်လောက်တော့ကြာမယ်ပေါ့နော်သူကလိုက်ပြန်လွှင့်မယ်ပေါ့နော်ကျွန်တော်တို့လေဖုန်းကမဝယ်ရသေးဘူးဖုန်းကမဝယ်ရသေးလို့အကြောင်းနော်ပြီးရင်တစ်ခါလိုက်လွှင့်ပြပါမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်အဲ့ဆိုရင်ကျွန်တော်တို့သွားလိုက်ပါအောင်ပဲနော်